အားလုံးပဲမင်္ဂလာညချမ်းလေးပါ ARD Midnight Horror Channel မှာပြန်လည်ကြိုဆိုပါရစေ။ယနေ့ညဖတ်ပြပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာကဝေနီရေးသားသောကိုရိပယောဂလို့အမည်ရတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကျမတို့ရဲ့ ARD Midnight Horror Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေ။ကျွန်တော်နဲ့ဆရာမင်းတေဝသည်မိတ်ဆွေတို့၏ဖိတ်ကြားချက်အရမြဝကျွန်းပေါ်မြို့လေးတစ်မြို့သို့ရောက်ရှိလာခဲ့ကြသည်။မြို့လေးမှာမြစ်ချောင်းများပတ်လည်ဝန်းရဲ့စီစဉ်လျက်ရှိနေပြီးနေချင်းစပွဲတာယာလှပလာသည်မြေကမ်းတစ်လျှောက်ရှိဆန်စက်များမှာမီးခိုးတလူလူနဲ့ရှိနေပြီးတင်မောကြီးငယ်လေတံမှန်တို့မှာမြစ်ထဲတွင်ဟိုဟိုဒီတီကူးလူသွားလာနေကြတာကိုမြင်တွေ့ခဲ့ရသည်ကျွန်တော်တို့ကိုဖိတ်ခေါ်သူဦးလာထွန်းဆိုသူမှာမြို့လေးတွင်အတန်ချမ်းသာသူတူဖြစ်၏ကျွန်တော်တို့သည်ဦးလာထွန်းနေထိုင်ရာကမ်းနားလန်းရှိနှစ်ထပ်တိုက်ကလေးသို့ဆက်ဆက်မြက်မြက်ကြီးရောက်ရှိလာခဲ့ကြသည်ဟာဆရာမင်းတို့ရောက်လာပြီဟေ့ဦးလာထွန်းကဝမ်းပန်းတသာစီးကြိုပါ၏ဆရာမင်းတေဝါကိုအဖျားဆွ၍ဆရာမင်းဟုသုံးနှုံချင်းကြောင့်ဦးလာထွန်းနှင့်ဆရာမင်းတေဝါမှာဟိုးရခင်ကလေးကတိကျွမ်းခင်မိခဲ့ကြဟန်တူ၏ဆရာမင်းတေဝါကကျွန်တော်နှင့်ဦးလာထွန်းကိုမိတ်ဆက်ပေးလိုက်သည်ဦးလာထွန်းဆိုသူမှာပိမ့်ပိမ့်ပပလူကောင်သေးသေးနှင်ဖြစ်တော်လဲမျက်နာမှမူလွန်စွာဥပဒိယုတ်ကောင်း၏သူဤဥပဒိယုတ်ကောင်းခြင်းမှာသူဤလူကောင်သေးပုခြင်းကိုပင်ဖုံးကွယ်နိုင်စွမ်းရှိသည်ဟုကျွန်တော်တွေးမိသည်အချိန်မှာနေ့လယ်12နာရီခန့်ရှိပြီဖြစ်ရာအိမ်သူအိမ်သားများမှာကျွန်တော်တို့နှစ်ဦးအတွက်နေ့လယ်စာကိုဖွဲ့ဖွဲ့ရရပြင်ဆင်ထားကြ၏မြဝကျွန်းပေါ်ဒေသထွက်ငါပဇွန်များအသီးအရွက်များမှာလက်ဆက်ပြီးထမင်းကိုလွန်စွာမှပင်မိန်စေပါသည်ထမင်းစားပြီးသည်နှင့်ကျွန်တော်တို့နှစ်ဦးအားအပေါ်ထဲရှိအခန်းတစ်ခုသို့ခေါ်ကာလက်ဖက်ရည်နှင့်မုန့်ချိုများကိုတဲခင်းဧည့်ခံ၏အပေါ်ထဲတွင်ဦးလာထွန်းနှင့်ကျွန်တော်တို့နှစ်ဦးသာရှိတော်သောအခါဆရာမင်းတေဝါမှဦးလာထွန်းအားကဲကိုလာထွန်းရေစာထဲမှာခမားပြောတဲ့အရေးတကြီးကိစ္စဆိုတာဘာများတော့ဗျဟုမေးလိုက်၏ဦးလာထွန်းကဘာမှမပြောသေးပဲကျွန်တော်ကိုမတိမတာအကဲခတ်ကြည့်သည်တွင်ပြောမှသာပြောပါဗျဒီကမိတ်ဆွေကကျွန်တော်နဲ့အတူလက်တွဲလုပ်နေတဲ့သူတူပါစိတ်ချရပါတယ်ဟုဆရာမင်းတေဝါကပြောလိုက်တော့အခါမှဒီလိုပါဗျာဆရာမင်းသိတဲ့အတိုင်းကျုပ်မှာသားသမီးဆိုလို့သမီးကလေးမတ်သူစာတယောက်ပဲရှိတာလေဒီလိုနဲ့သမီးသူစာအရွယ်ရောက်လာတော့ကျုပ်လည်းမြို့ပေါ်ကတင့်တော်ရာမိကောင်းဆွေကောင်းတွေကလူငယ်တယောက်နဲ့နေရာချထားပေးဖို့စီစဉ်ခဲ့တယ်။ကောင်းတာပေါ့ကိုလာထွန်းရဲ့သမီးကညာအခါမလင့်စေနဲ့ဆိုသလိုပေါ့။အဲ့ဒါကြောင့်လဲကျုပ်တို့နဲ့ဂုံရီတူတွေကလူရွယ်တယောက်နဲ့စီစဉ်ပေးခဲ့တာပေါ့။အမှန်တကယ်ဆိုဒီနေ့ဟာသမီးလေးမင်္ဂလာပွဲကျင်းပရမယ့်နေ့ပဲဗျဆရာမင်းရ။ဗျာကျွန်တော်တို့မှာဦးလာထွန်းစကားကြောင့်အံ့ဩသွားကြရတယ်။ဆရာမင်းတေဝါကလက်ဖက်ရည်ခွက်ကိုချထားလိုက်ပြီးစိုးရိမ်စွာမေးလိုက်တယ်။မတ်သူစားလေးဘာများဖြစ်သွားလို့လဲကိုလာထွန်း။ဘာဖြစ်သွားတယ်ဆိုတာမကြခင်ဆရာမင်းတို့တွေးရပါလိမ့်မယ်ဗျာ။သူတို့သားဘက်ကတော့ကျုပ်သမီးလေးကိုစိတ်မနှံ့ရှာတော့ဘူးဆိုပြီးမင်္ဂလာပွဲကိုဖျက်သွားခဲ့လေရဲ့။ဦးလာထွန်းမှာစိတ်ရွံ့ဝမ်းနေနေရှာတယ်။ခုဗမာတော့ကလေးမတွေ့ပါလား။ဒီအိမ်ကအဲ့လာဆောင်လာများလို့14လမ်းဘက်ကကျုပ်အမသူ့အတော်များအိမ်မှာတွားထားရတယ်ဆရာမင်းရဲ့ကဲဒါဆိုလဲဘလို့ဖြစ်တယ်ဆိုတာသိရအောင်အခုပဲတွားကြည့်ကြစို့ဗျာဆရာမင်းတေဝါစကားဆုံးသည်နှင့်ကျွန်တော်တို့သည်မတ်သူစားလေးရှိရာသို့စပိန်များဖြင့်ထွက်ခဲ့ကြတော့သည်အကြံငယ်ကျဲဝန်းသောခြံဝိုင်းကလေးထဲတွင်ရေနံကြီးဝနေသောနှစ်ထပ်တစ်သားအိမ်မဲတစ်လုံးရှိနေသည်ခြံပတ်လည်စည်းရုံးတွင်ပုံရိပ်ပင်များထူထပ်စွာပေါက်နေသောကြောင့်အပြင်ဘက်မှရုတ်တရက်ကြည့်လင်အိမ်ကလေးကိုမမြင်ရပေခြံဝါမှခေါင်းလောင်းလေးကိုလှုပ်လိုက်ရာကလေးမလေးတဦးကခြံတကားလာဖွင့်ပေးသည်ဦးလာထွန်းနှင့်ပါလာသောကျွန်တော်တို့နှစ်ဦးကိုကြည့်ကာစိုးရွံ့သောမျက်နှာနှင့်သူတို့ကဟုထင်းငေါ်စွာမေးလာသည်ခြံထဲကိုမျက်နှာစိမ်းဧည့်သည်ပါလာ၍ဖြစ်လိမ့်မည်ရတယ်ဒါနင်တို့အမကိုကူဖို့ငါပင့်လာတဲ့ဆရာဘယ်နဲ့လဲအမအခြေအနေကောင်းလားခုတော့ငြိမ်နေတယ်ပပကြီးက
ကဲလာဆရာတို့သမီးကတခါတလေစိတ်ရိုင်းထပြီးတောင်းညမ်းတဲ့အခါကျမယိုမသေးစကားဆရာရဲ့အဝိအစားတောင်ကတ်ချင်တာမဟုတ်ဘူးဗျဆရာမင်းတေဝမှာဦးလှထွန်းစကားကြောင့်မျက်မှောင်ကျုံပြီးတစုံတစ်ခုကိုစဉ်းစားသွားပုံရသည်အိမ်လေးဤစင်ဝင်အောင်ဝင်လိုက်သည်နှင့်အေးစိမ်သွားသလိုခံစားရသည်ဘာမှမမြင်မကြားရသေးပါပဲနဲ့ကြက်သိမ်းများဖြန်းခနဲထသွားသည်မှာထူးဆန်းလာ၏အိမ်တကားကိုအတွင်းမှဂျက်ချထား၏အသက်50ကျော်အရွယ်ထောင်ထောင်မောင်းမောင်းမိန်းမကြီးတစ်ယောက်တကားလာဖွင့်ပေး၏ကျွန်တော်တို့သည်ဦးလှထွန်းဦးဆောင်မှုဖြင့်အိမ်အပေါ်တက်သို့တက်ခဲ့ကြသည်အပေါ်တက်သည်ဟော်ကန်ကြီးတစ်ခုဖြစ်သည်မြည်သည့်ပစ္စည်းမှမရှိဘဲရှင်းလင်းနေ၏ပြတင်းတကားများကိုအကုန်ပိတ်ကာဂျက်ချထားသည်အပေါ်တက်အိမ်လေတိုင်နားတွင်အဝိအစားဖျို့ဖျဲနှင့်မိမပြိုတဦးစပင်ဖားလာချပြီးစောင်းကြောက်ထိုင်နေသည်ကိုတွေ့လိုက်ကြရတယ်ထိုမိမပြိုကဟီဟီဟာဟာနှင့်ရည်နေသည်ကိုလည်းအံ့ဩဖွယ်ရာတွေ့ရ၏ထိုမိမပြိုကဆရာမင်းတေဝါကိုလက်ညှိုးထိုးရင်းရုတ်တရက်စူးစူးဝါဝါအတန်ကုန်ထရည်သည်ရည်တန်ကကျဲတဲလာပြီးအတန်မှာအကွဲလာသည်သမီးဟဲ့သမီးသူစားဦးလှထွန်းကသမီးဖြစ်သူကိုဟန်သည်မရကြီးမတ်သူစားကမှတ်မှုဆရာမင်းတေဝါကိုသာလှောင်ပြောင်ရီမောနေ၏အခန်းကိုအလင်းရောင်ပေးထားသော60ဝက်အားမီးလုံးလေးပင်တစ်ဖြက်ဖြက်မျက်တောင်ခတ်လာသည်ဆရာမင်းတေဝါကမတ်သူစားဘေးမှဖြတ်ကာခေါင်းရင်းဘက်တွင်ဝင်ထိုင်လိုက်သည်ကျွန်တော်နှင့်ဦးလှထွန်းမှာလှေကားထိန်နာခက်လန်းလန်းမှာပင်ကြံရစ်ကာအခြေအနေကိုစောင့်ကြည့်နေခဲ့ကြသည်ဘုတ်ဆရာမင်းတေဝါကကျမ်းပြင်ကိုလက်ဝါးနှင့်အသာပုတ်လိုက်သည်တိတ်ဆန်းမတ်သူစားကိုစိတ်စိတ်ကြည့်ပြီးအမိန်ပေးလိုက်သည်ရည်တမ်းမှာတိခနဲရပ်တန့်သွား၏မတ်သူစားမှာစောင်းကြောင်ထိုင်လက်ကပင်ဆရာမင်းတေဝါနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်အနေအထားပြောင်းလိုက်၏မျက်လုံးပြူးကြီးများဖြင့်ဆရာမင်းတေဝါကိုစိုက်ကြည့်နေရင်ခန္ဓာကိုယ်ကိုရင်းထိုးလှုပ်ရှားနေ၏နာမည်ပြောစံဆရာမင်းတေဝါကအာနာတန်ဖြင့်မေးသည်ကိုမတ်သူစားကမဖြေခေါင်းကိုခါရမ်းပြ၏ဘယ်အရက်ကလဲခေါင်းကတော့ခါမြဲပင်ဘာကြောင့်ကုလိုလှုပ်ထားတာလဲမတ်သူစားမဖြေကြဘာလိုချင်လို့လဲမတ်သူစားဆက်၍မဖြေကြကောင်းပြီဓမ္မကြီးစံဆရာမင်းတေဝါကညာဘက်လက်ဖွားပေါ်တွင်ဘဲလက်မျိုးဖြင့်တစုံတရာကိုရေးဆွဲစီစဉ်လိုက်သည်ပြီးနောက်လက်ဖွားကိုမတ်သူစားမျက်နှာရှိဖြန့်ပြလိုက်သည်မတ်သူစားသည်လက်ဝါးကိုမြင်သည်နှင့်အော်ပြီးနောက်ပြန်လဲကျသွားခြင်းဖြစ်သည်ကျမ်းပြင်ပေါ်တွင်ညီးညူအော်ဟစ်တွန့်လိန်နေ၏ဆရာမင်းတေဝါကလက်ဝါးကိုပြန်ဆုပ်လိုက်သည်ကဲထစမ်းမတ်သူစားမှာဖြင်းချင်းစွာထလာ၏ခြေဆင်းပြီးထိုင်စမ်းမတ်သူစားမှာအမိန့်ကိုခံတန်တန်ကက်တက်တက်လုံနေသေး၏ဆရာမင်းတေဝါကညာဘက်လက်ကိုမြောက်ပြလိုက်မှပြောသည့်အတိုင်းခြေဆင်းပြီးထိုင်လိုက်သည်မတ်သူစားခြေမနှစ်ချောင်းမှာပူးကပ်နေသည်မှာကျိုးဖြင့်ပူးချီထားသလားဟုပင်ထင်ရသည်ကျွန်တော်မှာဆရာမင်းတေဝါနှင့်အတူပွဲအတော်များများနှွဲဘူးပေရာမတ်သူစားအားတစုံတစ်ယောက်ကပြူစားထားသဖြင့်အမှောက်ပယောကပူးဝင်နေမှခြေဆင်းထိုင်ပုံကိုကြည့်ပြီးဆုံးဖြတ်နိုင်ပါသည်ဆရာမင်းတေဝါသည်ညာလက်ဖွားကိုမတ်သူစားခေါင်းပေါ်အုပ်မိုးပြီးရခင်မေးခဲ့သောမေးခွန်းများအတိုင်းပင်ပြန်မေးပါသည်မတ်သူစားတွင်ဝင်ပူးနေသောအမှောက်ပယောကမှာဆရာမင်းတေဝါ၏လက်ဖွားပေါ်မှပညာစက်ကြောင့်မငင်းဆန်နိုင်ပဲမချွင်းမချန်ဖြေရတော့သည်ရေစံနာကတဖန်းပင်ကမဲကြီးပါအစာစားရမယ်ဆိုပြီးစေခိုင်းလို့ပါမတ်သူစားထံပူးကပ်နေသောအမှောက်ပယောကမှာကန်းနာဆက်ရေတဖန်းပင်တွင်နေထိုင်ခွင့်ရှိသောတဝဖြစ်ကြောင်းသိရသည်ကိုနေရာကိုပြန်စံဆရာမင်းတေဝါသည်ရေတဖန်းပင်မှအကောင်ကိုလေတံမဖြင့်အမိန်ပေးမောင်းထုတ်လိုက်သည်ထိုတဝကိုမတ်သူစားကိုမှမောင်းထုတ်လိုက်သည်နှင့်သူ့ကိုကျွေးမွေးကြိုးကင်နေသောပညာသည်မှာချက်ချင်းရောက်ရှိလာပြီးမတ်သူစားထွန်းတွင်ဝင်ရောက်ပူးကပ်တော်သည်ဟွန်းငါနယ်လာကျူးတဲ့မလောက်မလေးစားဆရာစုပ်မတ်သူစားမှာချက်ချင်းပင်မျက်နှာထားရောအတန်ပါပြောင်းသွားပြီးဆရာမင်းတေဝါကိုရန်တွေ့သည်လေတံကဝဲတဲတဲဖြစ်နေ၏တေခြင်းလို့လာရှုပ်တာလားဆရာစုပ်ရဲ့
ခမည်းကကျုပ်ကိုမခန့်လေးစားပြောရအောင်ဘသူမလို့တော့ကိုနာမည်ရောကိုထုတ်ပြောဝန်းရဲ့လားအောင်မလာချီနေသေးတယ်ဟဲ့10 နှစ်ကျိုးအဆင့်ရှိတဲ့ရောနယ်ကစောကြွယ်တဲ့ဟေ့ဆရာမင်းတေဝါမှာနားထောင်ပြီးခေါင်းတငိမ့်ငိမ့်လုပ်နေတယ်ကျွန်တော်ဒီဆရာနှင့်အတူပွဲတွေ့ကွင်းစင်းဘူးသူဖြစ်ရာထိုပညာသည်ပညာဂုံမောက်ပြီးသူ့နာမည်သူ့ပညာအဆင့်သူကျက်စားရာနယ်တို့ကိုဖော်ပြလိုက်ခြင်းသည်သူ့သေးတွင်သူတူးလိုက်ခြင်းဖြစ်သည်ဆရာမင်းတေဝါသည်ထိုပညာသည်မိမအရက်ဒေတာကိုအုပ်ချုပ်သူပိုင်ရာဆိုင်ရာနတ်များကိုသူ့ညာဘက်ပခုံးထက်ဝဲကြွတော်မူရန်ပင့်ဖိတ်လိုက်ပေ၏မတ်သူစာကိုထဲမှပညာသည်စောကြွယ်သည်ခေသူမဟုတ်ဆရာနတ်ကြီးများကိုမပင့်ဖိတ်မီကလေးတွင်လက်ကိုဝှေ့ရမ်းကာစက်ကြိုးများထုတ်လွှတ်တိုက်ခိုက်လိုက်သည်အမဲရောင်ကျိုးမြင့်ကလေးများမှာတက်ရှိမွေတရဝါများတပ်ဖွဲ့လှုပ်ရမ်းပြီးဆရာမင်းတေဝါဤမျက်စိနာနှာခေါင်းဒွါရပေါက်များသို့ဥတီလျက်ပြေးဝင်လာကြသည်ကျွန်တော်သည်ထိုဆက်များကိုမြင်နိုင်စွမ်းရှိခြင်းမှာဆရာမှစက္ခုသိဋ္ဌိဖွင့်ပေးထားခြင်းဖြစ်သောကြောင့်ဖြစ်သည်ယခုလိုပညာသည်များနှင့်တိုက်ခိုက်သောအကြောင်းအရာများကိုတစ်ချိန်တွင်ပြန်လည်ရေးသားဖော်ပြလိုကြောင်းဆရာထံခွင့်တောင်းပူရာဆရာကလည်းခွင့်ပြု၏ထိုရေးသားရာတွင်ထဲထဲဝင်ဝင်သိရှိနိုင်စေရန်အတွက်ယခုလိုပွဲများတွင်ပွဲစသည်နှင့်ကျွန်တော်ဤစက္ခုသိဋ္ဌိကိုဖွင့်ပေးထားခြင်းဖြစ်၏ထို့ကြောင့်ရန်ဖန်ရန်ကာအခြေအနေအရဆရာကိုကျွန်တော်ဝင်ရောက်ကူညီနိုင်ခဲ့သည်များလည်းရှိ၏ဆရာသည်ထိုမိမဆက်များဤမျှမြန်လိမ့်မည်ဟုထင်ထားပုံမရဆိုင်ရာနှံများကိုအာယုံပြုပင့်ဖိတ်နေခြင်းလည်းဖြစ်သောကြောင့်အငိုက်မိမလိုပင်ဖြစ်သွား၏နောက်သို့ရိုင်သည်ဆိုယုံလေးရိုင်ပြီးညာလက်ကိုဖြန့်ထုတ်လိုက်သည်တွင်အဖြူရောင်အလင်းတန်းတစ်ခုထွက်လာပြီးမွေများသက်ဖွယ်တွန့်လိန်နေသောစက်ကြိုးမဲများကိုတိခနဲဖြတ်ချလိုက်တော့သည်ရုတ်တရက်အခန်းထဲတွင်အမွှေးနှံ့တစ်ခုလှိုင်လှိုင်ထွက်လာသည်ကျွန်တော်ဝမ်းသာသွားသည်ဆရာပင့်ဖိတ်လိုက်သောဆိုင်ရာနှင့်တပားကြွလာပြီးမတ်သူစာကိုတွင်ပူးနေသောစောကြွယ်မှဆရာသမာဓိကိုပြပြစေရန်မတ်သူစာ၏အင်ကြီးနှင့်ထမိန်ကိုချွတ်ချရန်ကြိုးစားသည်ပါဇက်မှအယုတ်တနတ္တများကိုပြောဆို၏နင့်ကိုလှုပ်မအောင်ကျိုးနဲ့တုံမှရမယ်ဆရာမင်းတေဝပါဇက်မှထိုသို့ပြောလိုက်သည်နှင့်စောကြွယ်မှတုံခနဲရက်သွားပြီးလက်နှစ်ဖက်မှခါနောက်နာကြက်ချေခက်ပြစ်လျက်မမြင်ရသောတစုံတစ်ယောက်ကချက်ချင်းတုံနှောင်လိုက်ပုံရသည်ဒူးထောက်ခိုင်းမှဖြစ်မယ်လွန်စွာအာသန်သူတဦးကချုပ်ကင်ပြီးဒူးထောက်စေခိုင်းလိုက်သလိုပင်ရုံရင်ကန်ရင်မှဒူးထောက်လျက်သားဖြစ်သွား၏နိပညာကိုငါသိမ့်မယ်ပညာအပ်ပါဆရာကဘယ်လဝါဖြန့်ကပညာအပ်ခိုင်းသည်စောကြွယ်ကခေါင်းမာသည်မပေးနိုင်ဘူးငါပညာကောင်းပြီပါဇက်ကိုပိတ်ပြီးဒဏ်တစ်ချက်ခတ်ပါမတ်သူစာနှက်ခမ်းနှလွားမှာတင်းတင်းစေပိတ်သွားသည်မတ်သူစာထံမှမချိတင်ကဲညညူတန်ထွက်လာပြီးကြောကော့ထွက်သွားသည်ခေါင်းငိုက်ဆိုင်ကြပြီးတဇက်ဇက်တုံနေသည်မြင်ကွင်းကိုကြည့်ပြီးကျွန်တော်ဘေးမှဦးလာထွန်းသည်တုံလှုပ်ချောက်ချားသွားသည်သမီးဦးလာထွန်းစိတ်ထိန်ပါဗျာခုဟာကဦးလေးသမီးမဟုတ်သေးပါဘူးပညာသည်စောကြွယ်ပါသူ့ကိုဒဏ်တက်နေတာပါဦးလာထွန်းမှာတက်မကြီးဟူးခနဲချကမျက်တောင်မခတ်ဖဲအခြေအနေကိုစက်ကြည့်နေသည်ဆရာကမေး၏ကဲနိပညာကိုအသားတကြီးအပ်မလားငါနှုတ်ယူရမလားငါနှုတ်ယူရင်နင်သက်ဆိုးမရှိဖြစ်သွားလိမ့်မယ်အပ်မလားအခုစောကြွယ်သည်ဆရာကိုမီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့်အာခံကပြန်ကြည့်နေ၏ကောင်းပြီလေနင်းထိုင်နဲ့နင်းကန်ပေါ့ဆရာသည်တစုံတစ်ခုကိုဆုံးဖြတ်လိုက်ပုံရ၏အိတ်ထဲမှတထွာခန့်ရှိသည့်တန်လျက်ကလေးလက်လက်ထုတ်လိုက်သည်တန်လျက်ဖြင့်စောကြွယ်ကိုချိန်လျက်ပညာနှုတ်သည့်အမိန့်ပြန်တန်းကိုအထက်ပုဂ္ဂိုလ်များကိုစားအတန်နေအတန်ထားဖြင့်ရွတ်ဆိုကနာယီနေ့ရက်အချိန်အတိအကျဖြင့်ရွတ်ဆိုလေးရာစောကြွယ်မှမြေတွင်ဖြက်ဖြက်လူးကလူးလိမ့်နေရတော့သည်ဆရာပါဇက်မှပြန်တန်းရွတ်ဆိုတန်တိခနဲပြီးဆုံးသွားသည်နှင့်တွန့်လိန်လူးလွတ်နေသောစောကြွယ်သို့မဟုတ်မတ်သူစာကလေးမှဆက်ခနဲငိမ့်ကြသွားသည်
ကျွန်တော်နဘေးမှဦးလာထွန်းလဲသမီးဟူအော်ဟစ်ကမတ်သူစာထံပြေးကပ်သွား၏နာယီကိုကြည့်လိုက်ရာညနေ3 နာရီတီဘာမှမဖြစ်ပါဘူးကိုလာထွန်းခဏနေရင်သတိပြန်ရလာပါလိမ့်မယ်ကိစ္စပြီးသွားပါပြီသတိရလာရင်ရေလေးပါလေးတိုက်လိုက်ပါစိတ်ချရပါပြီဟုတ်ကဲ့ပါဆရာမင်းဦးလာထွန်းမှအောက်ထပ်မှမိမငယ်ကလေးနှင့်အတော်ကြီးကိုအပေါ်တက်ခေါ်ကာမတ်သူစာလေးဤကပိုကရိုအဝတ်စားများကိုပြင်ဆင်စေ၏ကျွန်တော်တို့3 ဦးသာအောက်ထပ်သို့ဆင်းလာပြီးဧကန်းတွင်ထိုင်လိုက်ကြသည်ခမားနှင့်စီးပွားပြိုင်ဘက်ကမကျင်နဲ့လို့ပညာသည်ကိုအဖိုးအခပေးပြီးလောက်တာပဲကိုလာထွန်းဘသူဆိုတာသိကျင်သေးလားဆရာကမေးလိုက်သည်မသိကျင်ပါဘူးဆရာမင်းရဲ့စီးပွားရေးမှာကျုပ်ကဖြောင်းဖြောင်းတန်တန်မှန်မှန်ကန်ကန်လုပ်ပြီးချမ်းသာလာတာပါဒါကိုမလိုတဲ့လူတွေလည်းရှိမှာပေါ့လေကိုကန်ရှိလို့အလောက်ခံရတယ်ပဲမှတ်ပါတယ်ဦးလာထွန်းမှာတရားနဲ့ဖြေရင်ပြောသည်ဖေထိုစဉ်မှာပင်လှေကားပေါ်မှမတ်သူစာကလေးဆင်းလာပြီးသူ့အဖေကိုနှုတ်ဆက်သည်သမီးနေကောင်းလားဦးလာထွန်းမှာဝမ်းသာအားရဖြင့်သမီးဖြစ်သူကိုမေး၏ဟုတ်တယ်ဖေသမီးအခုနေကောင်းသွားပါပြီဟိုရဲတွေကဘာတွေဖြစ်နေမှန်းကိုမသိတာစိတ်တွေရှုပ်နေပြီးအိမ်မှာလည်းမဟုတ်ဖဲဘယ်တွေမှန်းလည်းမသိဘူးရှောက်သွားနေမိတယ်အေးခုတော့ဒီကဆရာကိုပေးလို့သမီးလေးဝေဒနာပျောက်ကင်းပါပြီကွယ်ကဲဆရာကိုဥချပြီးကြော့လိုက်အောင်မတ်သူစာမှာချက်ချင်းပင်ဆရာမင်းတေဝါကိုဥချကြော့ကကျေးဇူးတင်ကြောင်းပြောရှာ၏နောက်နေ့မနက်တင်မောနဲ့ပင်ပြန်ရန်စီစဉ်ထားပြီးဖြစ်ရာကျွန်တော်တို့မှာထိုနေ့ညနေပိုင်းသာလျှင်မြို့လေးကိုတပတ်ပတ်ကြည့်ရန်အချိန်ရှိ၏ကျွန်တော်နှင့်ဆရာသည်ဦးလာထွန်းစီစဉ်ပေးသောစပိန်ကလေးကိုစီနှင့်မြို့ကိုလှည့်ပတ်ကြ၏မြေဝကျွန်းပေါ်မြို့ကလေး၏ညနေစည်းစာမှာကြည်နူးလှပ၏အကျော်တဲကလေးတစ်ခုတွေ့၍ဝင်စားကြည့်ရာလွန်စွာပင်လက်ရကောင်းသောအကျော်ဆိုင်ဖြစ်သည်ကိုဝန်ခံရမည်ဖြစ်သည်အကျော်တဲ့မိမကြီးနှင့်အကျော်လာဝဲသူအချို့ပြောနေသောစကားသံကကျွန်တော်နားထဲဝင်လာ၏ညနေ3 နာရီလောက်ဖြစ်မှာပေါ့ပြုံးစားကြီးသေးတာဟဲ့အကောင်းကြီးကနေအိပ်ရာထဲခဏလှဲလိုက်အောင်မယ်ဆိုပြီးဝင်အိပ်လိုက်တာတဲ့တော်တော်နဲ့မနိုးလို့နှိုးကြည့်တော့မှအသက်မရှိမှန်းသိရတာဟဲ့ဒါနဲ့ကြောကုန်းမှာမီးလောင်ဖူတွေဆိုလားဘာလားမီးလောင်ဖူတွေမဟုတ်ဘူးတော်ရဲ့အရိုက်ခံထားရတဲ့အရှိုးရာကြီးကြောကုန်းမှာအထင်းသားကြီးဒဏ်ရာကအသားထဲကိုနစ်ဝင်နေတာအဲ့ဒီအရာကြီးကမီးလောင်ထားသလိုမဲကျွမ်းနေတာလေဟဲ့အိပ်ရာတဲ့အိပ်နေတာကိုဘသူကမီးတုံးနဲ့ဝင်ရိုက်မတော့ရိုက်လဲတီးရမှာပေါ့အိမ်ရှိမှာသူ့ယောက်ျားဘားလာတယောက်လုံးထိုင်နေတာလေအမရေအမတို့ကျမတို့ညံမမိတာမသိတာတွေလောကကြီးမှာအများကြီးပါပဲခုဒေါ်မြကျွယ်သေးတာကိုပဲကြည်အေးနင်ပြောတာလဲဟုတ်ပါတယ်ဟဲ့ထိုအပြန်အလှန်ပြောတန်များကြောင့်ကျွန်တော်သည်ဆရာမင်းတေဝမျက်နှာကိုဖြတ်ခနဲကြည့်လိုက်မိသည်ဆရာကတော့ဖာတိဖာတာနဲ့မသိသလိုပင်အကျော်စားလိုက်ရင်နွေးချမ်းတောက်လိုက်နဲ့လွန်စွာကတင်းတင်နေပုံရသည်နောက်နေ့မနေ့တွင်ကျွန်တော်တို့သည်အေယာဝတီသင်္ဘောကြီးစီးပြီးရန်ကုန်သို့ပြန်ခဲ့ကြပါတော့သည်ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီအဆုံးအထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါမယ်နော်